ဆောင်းဦးနင်းတော်နဲ့ຫນွေဦးတစ်တော်ကြားကနေနမိတ်မင်းကိုຫນွေပါလိမ့်နှခေါင်ဖြစ်ကျော်လိုက်တဲ့အခါအန်တော်စရာကောင်းအောင်ပဲသူတို့ရဲ့အမွေးတွေဟာချက်ချင်းအဖြူရောင်ကိုပြောင်းလဲသွားခဲ့ပါတယ်။သူတို့နောက်ကလိုက်သွားတဲ့ယုံညိုလေးတွေဟာလည်းဆောင်းတစ်တော်တဲ့ရောက်တာနဲ့ပိုက်ကလေးတွေဖြူဖွေးသွားခဲ့တာပေါ့။ဒါကိုမြင်လိုက်ရတဲ့တီထွင်ဖန်တီရှင်နဲ့သမီးလေးတင်ကာပွန်ကတော့အရန်ကိုတီးချင်စိတ်ပြင်းပြသွားခဲ့ပါတယ်။ဒါကြောင့်သူမကိုယ်တိုင်လည်းဆောင်းတစ်တော်တဲ့ကိုခုံဝင်လိုက်တဲ့အခါမှာတော့သူမရဲ့အတောင်ပံလေးတွေဟာမယုံနိုင်လောက်အောင်တောက်ပတဲ့ရောင်စုံအလင်းတန်းတွေကိုစတင်ဖြာထွက်လာပါတော့တယ်။ဒါပေမဲ့တတိကြီးတဲ့တရိစံထိန်နဲ့သမီးလေးကတင်ကာပွန်ကိုအချင်းမီကြံဆွဲထုတ်လိုက်ရတယ်။ဘာလို့လဲဆိုတော့ဆောင်းတစ်တော်တဲ့မှာကြကြနေရင်နဲ့သမီးလေးရဲ့အတောင်ပံတွေခဲပြီးကျိုးသွားနိုင်လို့ပါပဲ။တင်ကာပွန်ကသူမအတောင်ပံတွေတောက်ပခဲ့တဲ့အကြောင်းတငယ်ချင်းတွေကိုပြောပြပေးမယ်။အားလုံးကတော့နှိမ့်နဲ့ရေခဲရဲ့ရောင်ပြန်ဟပ်မှုလိုပဲထင်ခဲ့ကြတယ်။အဲ့ဒါကိုမကြည်နဲ့တဲ့တင်ကာပွန်ကတော့ကိုဟိုင်းချုပ်ထားတဲ့ဆောင်းတွင်းဝတ်စုံကိုဝတ်ပြီးဆောင်းတစ်တော်စီကိုသွားမဲ့ချင်းတောင်းထဲမှာခိုးပုံလိုက်ပါတော့တယ်။လန်ခီမှာတော့ဇီးကွက်ကအတွေ့အကြုံမရှိတဲ့သူဖြစ်လို့ချင်းတောင်းကိုစောင့်ချလိုက်တဲ့အခါအလွဲလွဲအချော်ချော်ဖြစ်ထည့်ရပါတယ်။အဲ့ဒီလိုနဲ့တင်ကာပွန်တယောက်ဆောင်းတစ်တော်တွေကအိမ်လေးတစ်လုံးထဲကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာသူမရဲ့အတောင်ပံတွေဟာတကြော့ပြန်တောက်ပါလာပြန်ပါတယ်။အန်တော့ကိုကောင်းတာကအဲ့ဒီအိမ်ထဲမှာရှိနေတဲ့တခြားဆောင်းတစ်တော်နှစ်သမီးလေးတယောက်ရဲ့အတောင်ပံတွေကလည်းအတူတူလိုက်လင်းနေရပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အန်တော့တကြီးကြည့်နေကြတော့မှာပဲအနားမှာရှိနေတဲ့ပညာရှိအဖိုးအိုကအတောင်ပံတွေလင်းရတဲ့အကြောင်းရင်းကိုသိချင်လို့သူတို့ကိုနှင်းပွင့်ကြီးတစ်ခုပေါ်တင်ပေးလိုက်ပါတယ်။နှစ်သမီးလေးနှစ်ယောက်ရဲ့အတောင်ပံတွေအချင်းချင်းထိလိုက်မိတဲ့အခါမှာတော့လေထဲမှာအတိတ်ကပုံရိပ်တွေပေါ်လာပါတော့တယ်။တကယ်တော့သူတို့ဟာအမွှာညီအမူတွေဖြစ်နေကြတာပါ။သူတို့နှစ်ယောက်လုံးဟာဒန်ဒီလိုင်ယွန်ပန်လေးတစ်ပွင့်ထဲကနေဆင်းသက်လာခဲ့ပေမဲ့လေထဲမှာလွင့်မျောလာတဲ့အခါမှာတော့တယောက်ကစောင်းတစ်တော်တွေကိုကြောက်ရောက်ခဲ့ပြီးနောက်တစ်ယောက်ကတော့နှွေးထွေးတဲ့နှွေဦးတစ်တော်တွေမှာကြံရစ်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာဝေးကွာနေခဲ့ရပေမဲ့နီးစက်တဲ့အခါတိုင်းအတောင်ပံတွေကတယောက်နဲ့တယောက်အချက်ပြအနေနဲ့တောက်ပလာခဲ့ကြတာပါ။တင်ကာဘူဟာအေးဆက်တဲ့စောင်းတစ်တော်တွေမှာကြာကြာနေလို့မရတာကြောင့်ညီမလေးနဲ့ခဏတာခွဲခွာခဲ့ရပေမဲ့သူမတေချာပေါက်ကတိပေးခဲ့ပါတယ်။ညီမလေးကိုနှွေးထွေးတဲ့တစ်တော်စီခေါ်လာနိုင်ဖို့နီးလန်းတစ်ခုကိုရှာဖွေပါမယ်လို့ပေါ့။တင်ကာဘူနဲ့သူမရဲ့တီထွင်ဖန်တီရှင်တငယ်ချင်းတွေစုပေါင်းပြီးညနေဖန်တီးပေးနိုင်တဲ့ရံပြန်ကြီးတစ်စီးကိုအားတိုက်ရောတိဆောက်ခဲ့ကြပါတော့တယ်။တကယ်လို့ထူးချွန်ပြောင်းမြောက်လာတဲ့နတ်သမီးလေးတွေရဲ့စွမ်းဆောင်ချက်ပါ